ဒီဝေရတင်များမင်္ဂလာပါခင်ဗျာဒီနေ့တော့ကျွန်တော်ပန်ဆန်းကန်းကြီးပဲရောက်ဖြစ်တာ ਨੇ ပန်ဆန်းကန်းကြီးက view point ဘက်ကိုတွားပြီးတော့ဗောနော်အဲ့မှာရှိတဲ့ red dam ဆိုတဲ့ coffee ဆိုင်လေးမှာစိုက်တိုင်ပြီးခဲ့တဲ့အကြောင်းလေးကိုပြင်ပြီးတော့ဝေမျှပေးချင်ပါတယ်ဗျဒီမှာဆိုလို့ရှိရင်တော့ menu 2မျိုးရှိပါတယ်တွားဒီ coffee menu ရဲ့နောက်ပြီးလို့ရှိရင် restaurant menu ရဲ့ဗောနော်ကျွန်တော်ကတော့ညနေပိုင်းဖြစ်တဲ့အတွက်ကြောင့် coffee မတောက်ပဲねဒီအစားအစာပဲမှာစားဖြစ်ခဲ့ပါတယ်ဗျသူထိုင်ရတဲ့ 5 လေးကတော့တော်တော်လေးမိုက်ပါတယ်သူက indoor ရှိတယ် aircon နဲ့ဗောနော်ပြီးလို့ရှိရင် outdoor ရှိပါတယ်ဗျကျွန်တော်တို့ထုံးဆိုင်တိုင်းကညရောက်လာဖြစ်တဲ့အတွက်ကြောင့်ဒီထိုင်းစာတွေနဲ့ပင်လယ်စာတွေကိုပဲမှာစားဖြစ်ခဲ့ပါတယ်ထိုင်းစာလက်ရဆိုလို့ရှိရင်လည်းဒီ tempura ဆိုလဲ tempura တုံရံဆိုလဲတုံရံပေါ့နော်အကုန်လုံးကောင်းမွန်တာကိုတွေ့ရပြီးတော့ကျွန်တော်ပင်လယ်စာတွေကလည်းကညရောက်နေဖြစ်တဲ့အတွက်ကြောင့်ပင်လယ်စာလက်လက်ဆက်ဆက်ကိုပဲစားသုံးခွင့်ရခဲ့ပါတယ်ဗျဒီနေ့ကဆန်ဆက်အချိန်အမိသွားပြီးတော့ထိုင်ပြေးခဲ့တာမဟုတ်ဆန်ဆက်ကိုကြည့်ပြီးတင်နာစားတာလည်းတော်တော်လေးမိုက်ပါတယ်ပြီးတော့အောက်ဒိုးမှာထိုင်ရတဲ့ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့5ကလေးတော်တော်လေးကိုကောင်းတာကိုတွေ့ရပါတယ်ဗျနောက်ပြီးလို့ရှိရင်ညဘက်တည်းဆိုလို့ရှိရင်မီးရောင်လေးလည်းပုံမှုလှပြီးတော့ကျွန်တော်တို့ unplugged လည်းညဘက်မှာအစီအစဉ်ရှိတဲ့အတွက်ကြောင့်တချင်းလေးနှောက်ထောင်ပြီးတော့ကျွန်တော်တို့အောက်ဒိုးမှာထိုင်ဘီယာလေးတောက်ရတဲ့ feeling ကလည်းတော်တော်လေးကိုမိုက်ပါတယ်ဗျဆိုင်ရတော့ညနေပိုင်းဒါမှမဟုတ်ညပိုင်းလောက်ရောက်မှလူပူစီတာကိုတွေ့ရပါတယ်ဗျမိသားစုနဲ့လာပြီးတော့ညစာစားခြင်းတဲ့လူတွေအတွက်တော့တော်လေးအဆင်ပြေပါတယ်ဗျစားတော့ဖို့နေရတဲ့ပြီးတော့ဗောနော်အောက်ထပ်ကိုဆင်းပြီးတော့ကျွန်တော်တပုံရိုက်လို့ရတဲ့ photo spot နေရာကြီးလည်းရှိတဲ့အတွက်ကြောင့်တော်တော်လေးမိုက်ပါတယ်เนาะတပုံရိုက်ဖို့ဝါသနာပါတယ်ညီကောင်မောင်တို့အတွက်လည်းအဆင်ပြေပါတယ်ဗျအထက်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီဘောနော်အချိုဝဲပေါ့နော်ဒီ coffee menu လည်းရှိတယ်ပြီးလို့ရှိရင်မှကျွန်တော်တို့ကိတ်မုံတွေပေါင်မုံတွေလည်းဝယ်စားလို့ရတဲ့အတွက်ကြောင့်အချိုစားရင်လည်းညီကိုတွေကလေးပါလိုက်လည်းအဆင်ပြေပါတယ်ဗျတော့ parking အနေနဲ့ကတော့ဒီ restaurant မှာလည်း parking ရှိတဲ့ပြင်ကိုကျွန်တော် street parking တွေလည်းလမ်းဘေးမှာရက်လို့ရပါတယ်เนาะကြည်ရင်ဝန်းရှိတဲ့အတွက်ကြောင့် car parking တွေလည်းပူကြမလို့ပေါ့နော်ကျွန်တော်တို့ကတော့ည7:00 နာရီလောက်မှပြန်လာပြီးတော့ဘန်ကောက်ကိုကျွန်တော်ည9:00 နာရီခွဲလောက်မှပြန်ရောက်ပါတယ်ဗျာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်